ဒီလိုမျိုး MOD transformer ကိုအသုံးပြုပြီးတော့ spot weather ရိုက်ဖို့အတွက်ဒီလိုမျိုး timer control card တွေလိုပါတယ်ဆိုတော့ဒီ timer control card ကျွန်တော်စီမှာ2ကတ်ရှိပြီပေါ့နော်ကျွန်တော်ပြတ်သွားတော့ကျွန်တော်အသစ်ရှာတော့လဲဈေးက3သိန်းဝန်းကျင်လောက်ရှိကျင်တယ်ねကျွန်တော်ကိုယ့်အကူကျွန်တော်4နှလုံးနဲ့ကျွန်တော်ဆင်လိုက်တယ်ပေါ့နော်ဆင်လိုက်ပြီးတော့ကျွန်တော်ဒါလေးကိုကျွန်တော်စမ်းကြည့်မယ်အဆင်ပြေလားမပြေလားပေါ့နော်ဆိုတော့ဒီမှာတော်တော်လေးအဆင်ပြေတယ်ပေါ့နော်တော်တော်လေးမိုက်တယ်ညီလေးညီညာတယ်ဆိုတော့ကျွန်တော်ဆွဲကြည့်မယ်ကတ်နေအောင်ပေါ့နော်တော်တော်လေးကောင်းတယ်ပေါ့နော်ဆိုတော့ကျွန်တော်ရဲ့ဒီဇိုင်းတစ်လေးပေါ့နော်ကျွန်တော်စဉ်းစားပြီးတော့ကျွန်တော်ဆွဲထားလိုက်တယ်အဆင်ပြေတယ်ဆိုတော့ဒီလိုမျိုး MOD transformer နဲ့ကျွန်တော်လုပ်ထားတာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ